ဗဟိုမန္တပါပြိုသွားတယ်ဆိုတော့ဒါအတိုင်းတို့ရဲ့မကောင်းလေနော်ဒါကြောင့်မအားလာသွားလေရမိုးကြိုးလိုက်လို့ရွာလာပြီနော်အဲ့စကပုံထုတ်တော့မှာပါတော်လန်ပြည်သူများအားလုံးအတွက်တော်လန်အားသေးအစီအစဉ်နိုင်ငံရေးကြောင့်စိတ်ညစ်နေလားတော်လန်အားသေးအစီအစဉ်ရှိတယ်စီးရေးကြောင့်စိတ်ညစ်နေလားတော်လန်အားသေးအစီအစဉ်ရှိတယ်ဒီအချိန်မှာကျွန်တော်တို့တွေနောက်ဆုတ်လို့မရဘူးပြော့ညံ့လို့မရဘူးအားယုံနေလို့မရဘူးဒါကြောင့်တော်လန်အားသေးအစီအစဉ်ကိုကြည့်ရှုခံစားရင်အားတွေယူရရင်အာနာရှင်ကိုကျွန်တော်တို့ဆက်လက်တော်လန်သွားကြမယ်ဒီကနေ့8ရက်4လ2026ရက်ဒေါ်လာအားသေးစီစဉ်ကနေဒေါ်လာမိဘပြည်သူများအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျအဲ့တော့ဒီနေ့ကျွန်တော်ရဲ့ဒေါ်လာအားသေးစီစဉ်ကဘာလေးနဲ့စကျင်လဲဆိုရင်ကျွန်တော်တို့ဒီမလာအကြောင်းတစ်စီးတစ်စောင်းပေါ့နော်စကပုံလေးနဲ့စကျင်တယ်ဘလို့စကပုံလေးလဲဆိုရှေးလူကြီးတွေစကပုံတွေထားခဲ့ဒီစကပုံတွေကဒီခေတ်နဲ့ပြန်တွက်ကြည့်တော်တော်မှန်တယ်ဗျတော်တော်မှန်တယ်ဒါကြောင့်လူကြီးတွေကစကပုံတွေကိုထားခဲ့တာအကြောင်းရှိတယ်နော်ဘသူအတွက်လဲဆိုမလာအတွက်ထားခဲ့တာဖြစ်မယ်ဗျနော်အဲ့တော့ဟိုတော့စကားဝင်ရှိပါတယ်နော်ဖိုးသူတော်လဲရင်တောင်မွေးမကယ်နိုင်တဲ့နော်ဒါပေမဲ့မဟာလာတို့နဲ့ပတ်သက်ရင်တော့ဖိုးသူတော်မဟုတ်ဘူး तू ကသူတော်မဟုတ်ဘူးလေမသူတော်အဲ့တော့ဒီစကားပုံပြောင်းလိုက်မယ်မသူတော်လဲရင်တောင်မွေးမကယ်နိုင်နော်အဲ့တော့မသူတော်လဲရင်တောင်မွေးမကယ်နိုင်ဆိုတာကဘသူ့ကိုပြောတာလဲမဟာလာကိုပြောတာပဲနော်ဘာကြောင့်လဲမဟာလာလဲရင်ကြမ်းဖို့ကောလော်ဘီတွေရောမကယ်နိုင်ဘူးလို့ဒါကိုပြောတာဗျနော်နောက်တစ်ခုရှိသေးတယ်စကားပုံထဲမှာနောင်ခါလာနောင်ခါဈေးပဲနော်အဲ့တော့နောင်ခါလာနောင်ခါဈေးဆိုတော့တခြားမဟုတ်ဘူးဗျနော်တာကူဘောမဒီလိုဟာတွေပြောတာခင်ဗျနော်နောင်ခါလာနောင်ခါဈေးပေါ့နော်ဘဘကြီးတက်လာရင်တော့ဘဘပေါ့ဟလားမမေကြီးတက်လာရင်မေပေါ့ဟလားအဲ့လိုမျိုးဒါနောင်ခါလာနောင်ခါဈေးဟုတ်ပြီနောက်တဲ့စကားပုံရှိတယ်မှန်းချက်နဲ့နှမ်းတွက်မကိုက်ဘူးတဲ့ဒါဘသူ့ကိုပြောတာလေဒီစကားပုံကရှင်းရှင်းလေးပါမှန်းချက်နဲ့နှမ်းတွက်မကိုက်ဘူးဆိုတော့ကြက်ဖို့ကိုပြောတာပါအားကြောင့်လေမဲတော့နိုင်တယ်ဗျာဒါမဲ့သမရမလုံးလိုက်ရအောင်ဒါကြောင့်မှန်းချက်နဲ့နှမ်းတွက်မကိုက်ဘူးဆိုတာကြမ်းဖို့ကိုပြောတာပါဟုတ်လူကြီးတွေကထားခဲ့ဆိုတာအကြောင်းရှိတယ်နောက်တစ်ခုရှိတယ်ကံကိုယုံဝဲစူးပုံမနှင်းနဲ့ကဲဒီစကပုံအောင်ကံကိုယုံဝဲစူးပုံနှင်းတာတော့တခြားလူမဟုတ်ဘူးတမယာသည်တန်ဓမကြီးသူ့ကိုပြောတာဟုတ်ဘာကြောင့်လဲအေးဆေးပဲဆိုပြီးတော့မလာသမရလုံးလိုက်တယ်ဒါမဲ့အမှုကနောက်ထပ်တစ်မှုထပ်တိုးသွားတယ်တစ်မှုမဟုတ်နှစ်မှုထပ်တိုးသွားတယ်ကဲသွားပြီနော်ဒါကြောင့်စကပုံတွေကအဓိပ္ပာယ်ရှိပါတယ်နောက်တစ်ခုရှိတယ်ဗျအယူမီဝိုင်းကြားမှုပါနော်အယူမီဝိုင်းဆိုတာအယူတယောက်ကိုမီဝိုင်းထားတာမဟုတ်ဘူးခင်ဗျနော်အယူမီဝိုင်းဆိုတာစစ်တပ်ကိုပြောတာဘာကြောင့်လဲဆိုတော့စစ်တိုက်တော့လည်းမနိုင်ဘူးဗျနောက်တက်ပြင်လည်းမထွက်ရဘူးအဲ့တော့ဘာဖြစ်လဲအယူမီဝိုင်းဆိုတာစစ်တပ်ကိုပြောတာနော်မီအာမီဖြစ်သွားပြီနော်မီဝိုင်းအာမီဖြစ်သွားပြီနောက်တစ်ခုရှိတယ်အကြံကုန်ဂလုံစားချက်ဒါဟာအကြံကုန်တော့ဂလုံကြီးရဲ့စားချက်တာမဟုတ်ဘူးဒီခေတ်နဲ့အညီပြန်ကြည့်မယ်ဆိုရင်အကြံကုန်ဂလုံစားချက်ဆိုတာဒီမဟာလာတို့တွေစိုက်နေဘာကြောင့်လဲဆိုတော့ဟာလားအကြံကုန်တော့ဂလုံကစားဘလို့ချက်လေမဲလိန်နေဆိုပြီးတော့အာနာသိမ့်လိုက်တာလေဒါအကြံကုန်တော့ဂလုံစားချက်တာပေါ့နော်ဂလုံကြီးကဂလုံဆန်လဲဆိုတာဒါကိုပြောတာနော်နောက်တစ်ခုရှိတယ်စကပုံအနာဘောဒုတ်ကြဆိုတာတခြားမဟုတ်ပါဘူးနော်လူတို့ကဝိုင်းပြီးထောက်ပြတော့မဟာလာတို့ဆက်ခနော်တွတ်ခါလို့တော့ကူပြီးတော့ဟာလားနာပေးတာဒါအနာဘောဒုတ်ကြတာလေဟာလားအနာဘောဒုတ်ကြရင်မခံနိုင်ဘူးဒီလိုပဲ तू မဟုတ်တာတွေကိုလူတို့ကထောက်ပြတော့ तू အနာဘောဒုတ်ကြသလိုပဲဒါကြောင့်ရှင်းလူကြီးတွေစကပုံထားခဲ့တယ်ဆိုတော့ဟုတ်တယ်အကြောင်းရှိတယ်မဟာလာအတွက်ဖြစ်မယ်ဗျာနော်နောက်တစ်ခုရှိတယ်ဗျာစကပုံလေးတွေဗာလေဖွတ်မိချောင်းဖြစ်တော့မြင်မချမ်းသာအဲ့စကပုံကဒီနေ့ခေတ်မှာပြောင်းသွားပြီဘလို့ပြောင်းသွားလဲဆိုမဟာလာနော်တံပရဖြစ်တော့တိုင်းပြည်မချမ်းသာအဲ့လိုဖြစ်သွားပြီနော်မိချောင်းဖြစ်တာမဟုတ်တန်တမကြီးဖြစ်တော့ဟာလာတိုင်းပြည်ကမချမ်းသာတော့နောက်တစ်ခုရှိတယ်ဗျာစကားပုံဗာလေခွေးအောင်တိုင်းထမကြည့်နဲ့အေးရေးပြက်တယ်အဲ့ဒါလဲမဟာလာအတွက်ပဲနော်အဲ့တော့စကားပုံကစာသားတော့ဒီခေတ်မှာပြောင်းသွားတယ်ခွေးအောင်တိုင်းထမကြည့်နဲ့အေးရေးပြက်တယ်မဟုတ်တော့ဘူးနော်တမယာသည်ပြောတိုင်းထမကြည့်နဲ့အေးရေးပြက်တယ်အစာပြက်တယ်နော်ယုံစရာမရှိနော်စုံကာစီအကုတ်သာတိအဲ့တော့တမယာသည်ပြောတိုင်းထမကြည့်နဲ့နော်မိကွန်းတွေမဟုတ်ကောက်ကပြောတိုင်းထမကြည့်နဲ့အေးရေးပြက်တယ်အဲ့တော့နောက်တဲ့ဒီစာဆိုတွေလည်းပြောင်းသွားတယ်ဗာလေအရင်တော့ဆိုရင်မြင်းငယ်9ယောက်ခမထန်းတော့အဲ့ဒါမြင်းငယ်9ယောက်ခမထန်းတော့ဆိုတာအဲ့ဒါဘယ်သူမှပြောတာမဟုတ်သူတို့လည်းမရဟုတ်ပြောတာမသိရင်မြန်မာပြည်တပြည်လုံးကြီးဟလာမြေပုံကြီးရပဲသူတို့ရောက်ခမတွေအမွေပေးထားသူတို့လို့ဘာလို့အဲ့တော့မြင်းငယ်9ယောက်ခမထန်းတော့ဆိုတာသူတို့ကိုပြောတာနော်တွင်းငယ်လက်ညှိုးထိုးတာအဲ့ဒါပဲ
အဲ့ဒါချစ်ရဥတန်းရွှေမကောင်းတာပဲနော်အယူကိုအမဲသားကျွေးလိုက်တော့ကဲတော့အောင်နွားမြင်လက်ညှိုးထိုးတယ်အဲ့လိုဟာမျိုးနော်စာမှန်လည်းသိနောက်တစ်ခုရှိတယ်ဗာလေကန်ဆိုးမှသွားရမိုးလိုက်လို့ရွာခိုးတော့အခုစာသားပြောင်းသွားပြီဘလို့ပြောင်းသွားပြီလဲတန်ဓမာကြီးသွားရမိုးချိုးပါတန်ဓမာသွားရမိုးချိုးပါအဲ့တော့ဟိုစာသူတစ်ခုရှိသေးတယ်ဒူးကျုပ်သွားရအရင်တော့ drone လိုက်လို့ရွာ drone လိုက်ပြီနော်အဲ့တော့တန်ဓမာကြီးသွားရမိုးကြိုးတယ်မို့နောက်ဆိုဟောက်ဝေစာတွေဟာလားနော်စိန်ပြောင်းတွေပါလာမယ်နောက်တဲ့စကားပုံလေးတစ်ခုရှိတယ်ဗာလေကြာကြာဝမ်းမဲ့သွားအယူကြည့်ရှောင်းအဲ့ဒါဘသူ့ကိုပြောတယ်မှတ်လေမဲလုံးကိုပြောတာမဲလုံးကိုပြောတာနော်ကြာကြာဝမ်းမဲ့သွားအယူကြည့်မရှောင်တော့ဘာဖြစ်လဲယာတို့ကဖြုတ်သွားပြီသွားပြီနော်ငိုင်းမနေနဲ့တော့နော်မင်းပိုင်တာဘာမှမရှိတော့ဘူးနော်မင်းစော်ကြီးပဲရှိတော့နော်နောက်တဲ့စာဆိုတစ်ခုရှိတယ်ဗျနော်ဘုသူရနေတယ်ဗာလေကြာကြာဝမ်းမှခါမှန်သိအဲ့ဒါမအလောက်ပြောတာဘလို့ပြောတာလဲဆိုကြာကြာပေါင်းမှဟာဘောမတွေကမအလောက်ခါမှန်းသိဒီခေါင်းမြအာနာယူဆိုတော့သိပါဒါကြောင့်ကြာကြာဝမ်းမှခါမှန်းသိဆိုတာဘောမတွေကမအလောက်သိသွားတယ်အသိကိုပြောတာပါနော်နောက်တစ်ခုရှိတယ်ဗျာမင်းအောင်တော်ဆိုသေးတယ်ဗာလဲကျော်တော့လေကြီးပါကွယ်ညာတော့လေလေတို့သားနေကွယ်အဲ့ဒါတခြားမဟုတ်ဘူးဗျာကြက်ဖို့ကိုပြောတာကျော်တော့လေကြီးညာတော့လေတို့သားဟာလားမဲနိုင်တာသူတို့သမရလောက်တာမအလားအဲ့လိုဖြစ်နေတာအဲ့ဒါပဲနော်ကြော်တော့လေကြီးညာတော့မအလားအဲ့လိုဖြစ်သွားတာနော်ကြိုက်တာတော့ကြက်ဖို့နဲ့စော်လေးရဲ့ကြိုက်တယ်ဒါပေမဲ့မအလားအလစ်တော့သွားတယ်ဒါဟုတ်ပြောတာနော်နောက်တဲ့စကားပုံရှိသေးတယ်ဗာလဲကြားကြောက်လို့ရှင်ကိုရှင်ကြီးကကြားတယ်ဆိုအခုကဘောမတွေအတွက်ပြောင်းသွားပြီဘလို့ပြောင်းသွားဆိုတော့အုတ်ကြီးတွေကလည်းတချို့ဘောမတွေတိတ်ပြီးမဆိုင်တော့ဘူးလေစမှုတန်းတွေပဲဆွဲထည့်တာအဲ့တော့ဘာဖြစ်လဲအုတ်ကြီးကြောက်လို့စစ်တက်ကိုနော်စစ်တက်ကရဲတဲ့ဆိုအဲ့လိုဖြစ်နေရဲတဲ့ဆိုဒီလိုဖြစ်နေနောက်တစ်ခုရှိတယ်ဗာလဲကြွက်မနိုင်ကြည်မီးနဲ့ရှုပ်မဟုတ်တော့ဘူးအဲ့စကားပုံပြောင်းသွားပြီဒီခေတ်မှာဘလို့လဲ PDF မနိုင်တော့စစ်တပ်ကရွာမီးနဲ့ရှုပ်နော် PDF မနိုင်ရွာမီးနဲ့ရှုပ်ဖြစ်သွားပြီကြွက်မနိုင်ကြည်မီးနဲ့ရှုပ်မဟုတ်တော့ပါဘူးဒါစကားမရဲ့အနေထားပဲနောက်တစ်ခုရှိတယ်ဗာလဲကြားเสียကြောက်เสียကြွက်ကြွက်เสียဘာညာဟောအခုကအဲ့လိုမဟုတ်တော့ဘူးပြောင်းသွားပြီဘလို့ပြောင်းသွားလို့ဖွတ်เสียမအလားဟုတ်တယ်လေကြက်ခိုင်ရဲ့ဆရာမအလားနော်ဖွတ်ဆရာမအလားရဲ့ဆရာဂျူဂျူလာသူမင်းကတော့သူလက်နေလေနော်မအလားရဲ့ဆရာဂျူဂျူလာရဲ့ဆရာဂူဂူပြဖြစ်သွားပါပြီနောက်တဲ့စကားပုံတစ်ခုရှိတယ်ဘာလို့ခေါင်းတော့ပြောလဲကျွဲပါဆောင်းတီးကျွဲနာဆောင်းတီးအဲ့တော့ကျွဲနာမှာဆောင်းတီးတော့ဒီကျွဲကဂီတတန်နားလဲမလားဟာလားထောင်ရောင်နေတီးပြလဲ तू မသိဘူးကဘာမကြီးတီးပြလဲ तू သိမှာမဟုတ်နော်အရေးကြီးပြီတီးပြလဲ तू သိမှာမဟုတ်ဒါကြောင့်ရှေ့လူကြီးတွေပြောတယ်ကျွဲပါဒီကောင်ကကျွဲပါဆောင်းတီးဘာမှနားမလဲဘူးသွားမဆုံးမနဲ့ဟာလားဒါပေမဲ့အခုစကားပုံကပြောင်းသွားပြီကျွဲပါဆောင်းတီးမဟုတ်တော့ဘူးနော်စစ်တပ်နာဆောင်းတီးစစ်သားနာဆောင်းတီးအဲ့လိုဖြစ်သွားပြီသွားမတီးပြနဲ့ဘာမှနားလဲမှာမဟုတ်ဘူးအဲ့တော့ဟိုစစ်တပ်ကိုပလာတာကျွေးလဲအလကားပဲနော်ဒါကြီးရဲ့အီဂျာကွေးလာသူမင်းမှာအဲ့တော့ဘလို့အတွေးခေါ်လို့ဆိုမောင်ငယ်ရင်သွေးလို့အတွေးခေါ်နော်ရှိတာတွေထုံရောင်းမယ်ဟာလားနော်ကုံရင်တက်တာဘိုင်းမိုင်ဆိုပင်စင်ယူမယ်သူကဒီဒီဇိုင်းပဲအဲ့တော့စကမသည်မောင်ငယ်ရင်သွေးဘာတိုးတက်အောင်လုပ်မရှိဘူးနော်တိုင်းပြည်ရှိတာတွေအကုန်ထုတ်ရောင်းမှာအဲ့လိုဖြစ်သွားပြီနော်မောင်ငယ်ရင်သွေးနှာပြီးတေးကြောရှေးသေးရောအခါဟာလားများစွာစိန်ပေါင်းပြည်တောင်းတဲ့ခိုးရည်ဒါပဲအဲ့တော့စကမမောင်ငယ်ရင်သွေးလောက်အတန်ပဲရှိတယ်နောက်တစ်ခုရှယ်အားသေးပါလာပြီတော်လန်အားသေးဘာလဲဆိုတော့ကာလဝိပတ်နောက်ဘိုးတက်နော်အဲ့ဒီပုံစံမျိုးပဲအခုဘာဖြစ်လဲမအလားသွားလေရအမှုတွဲတွေလိုက်လို့ပါဆိုသလိုပဲနော်မအလားသွားလေရအမှုတွေပါဆိုသလိုပဲ तू ပြုတ်ခဲ့သမျှကုသိုလ်မဟုတ်ဘူးနော်အာကုသိုလ် तू ပြုတ်ခဲ့သမျှအာကုသိုလ်တွေကအခုရိုးမဟုတ်ဘူးသူ့နောက်ကိုအတုံးလိုက်အတက်လိုက်ဒီဝတ်သားသုံးထက်သားဒုံကြီးလိုမျိုးလိုက်လာတာနော်သုံးထက်သားအစီတစ်ထက်အသားတစ်ထက်အခောက်တစ်ထက်နော်အာကုသိုလ်ဒုံကြီးလိုက်လာတာအားကြောင့်လေတစ်လာပြီသူ့နောက်ကိုလိုက်တဲ့အာကုသိုလ်နော်ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့ကဲအခုအမေရိကန်မအလောင်ရေကုန်ဆုံးမှာနော်ဒီတော့အီရန်ပြီးရင်ကျူးဘာမဟုတ်ဘူးမအလားလည်းဖြစ်ဖို့များသွားပြီဒါကြောင့်ဝစ်ကျွေးတွေသူ့နောက်ကိုလိုက်ပြီနော်ဒါကြောင့်သူထမ်းရမယ့်အထုပ်ကြီးကမနေ့ကသူ့ရဲ့မြင့်နေတယ်ဆိုတာဒါကိုပြောတာဒါကျွန်တော်တို့အတွက်အားစေးပါဒါကြားပြန်ကိစ္စပဲရှိသေးတယ်နော်ထပ်ပြောမယ်နော်နောက်တစ်ခုကြားပြန်လည်းမဟုတ်သေးဘူးနော်ဒီမအလားတန်တမလှုပ်လိုက်ရောကဲအခုတမယာသီးပေါ့နော်တမယာသီးအစ်စ်လှုပ်လိုက်တော့ဗာဖြစ်လေလူတို့ကဝိုင်းဆဲရောကဲဆဲလိုက်တော့မှမျိုးစုံကျိုးခုံနော်အမျိုးစုံကျိုးခုံပဲကဲဒီတော့ဟာလားညစ်တာမရအဆဲရဖြစ်သွားပြီဒါပေမဲ့ဗာဖြစ်လေ तू ဂလုံဆန်လို့လေလူတို့ကဆဲတာဂလုံဆန်လည်းမကြခင်မှာအကုန်ခံရတော့မှာဗျာဟော
မြစ်တာနဲ့မသက်ဆိုင်တော့သူဆိုတာသူတို့ပဲနော်အစဲခံရတာနဲတော့နဲသေးတယ်အကုသိုလ်တွေလိုက်လာပြီသုံးတက်သားအတုံးကြီးတွေလိုက်လာပြီနော်ကဲဒါပဲလားကြံသေးတယ်နောက်တစ်ခုသူ့ရဲ့ဝတ်ကြွေးတွေအကုသိုလ်တွေဘယ်လိုလိုက်လာလဲ ICJ နဲ့ ICC မှာသူအမှုရင်ဆိုင်နေရလဲဒါအားလုံးသိတယ်အဲ့တော့ ICJ နဲ့ ICC ကလည်းသူ့အမဲဖြတ်မှာစောင့်နေတာအမဲဖြတ်တော့မှာဒါပဲလားကြံသေးတယ်သူ့ရဲ့အကုသိုလ်ရှောင်လို့မရတော့ဘူးနော်မရတော့ဘူးတိုက်ဆိုင်အဲ့ဒီအချိန်ပါပဲအရှိတီမိုးကနေမာလာနဲ့စစ်တပ်ကိုကဲတရားထက်ဆွဲပြန်အောင်နော်တရားယုံပြီးတရားယုံဟာလားနော်အမှုပြီးအမှုဖြစ်သွားဒါကြောင့်မာလာသွားလေရအမှုရွဲတွေလိုက်လို့ပါနော်ဒါအရှိတီမိုးကဆွဲလိုက်တယ်ဒါလည်းပြေးလို့လွတ်လားမလွတ်ဘူးနော်တခါလည်းပြောပြီးသားကြိုက်တဲ့ယာရုကိုပြောင်းတမရပဲလို့လို့တန်သားပဲလို့လို့တမယာသီးပဲလို့လို့ဒါပေမဲ့နိုင်ငံတကာဆွဲတဲ့အမှုတွေပုံမှာတော့ရှောင်လွဲလို့မရဘူးပြောပြီးသားပဲကြိုက်တဲ့နေရာကိုသွားမြေအောက်ထဲမှာဝင်ဖို့တော့မလွတ်ဘူးနော်ကျိုးစင်ကျင်းတွေပဲအဲ့တော့အခုအရှိတီမိုးကလည်းရိုးဆွဲရမုံတော့တက်တေတာရကားနဲ့ဆွဲမှာကဲဒီတော့အခုဘာဖြစ်လဲဘာလဲရင်ပူနေပြီအပြင်မှာဟာသူကထွက်လာပြီးလူရှိရောက်နေတာဟာပြုံနဲ့ရင်ပူနေပြီဟာလားခါနာတာတော့သူခင်ဗျကြိတ်ခံပြီးတော့ဖြစ်နေတာဒီလိုဖြစ်နေပြီဒါကြောင့်အာကုသိုလ်ဟာသူဟာလားသူပြုတ်ခဲ့တဲ့အာကုသိုလ်ဟာအတုံးလိုက်အစ်စ်လိုက်နော်အစီတစ်ထက်အသားတစ်ထက်အခောက်တစ်ထက်သုံးတက်သားနော်အာကုသိုလ်ဒုံးကြီးလာပါပြီသူရင်ပူနေပြီဒီလိုရင်ပူနေတဲ့အချိန်မှာပဲနော်ကြောက်ချီပန်းပြီးတော့ကတော့စားနေတော့နေနော်ဟိုဟာတွေပန်းပြီးတော့အဲ့မှာဘာဖြစ်လဲကျမ်းမာရေးဖောက်လို့အိန္ဒိယဆရာဝန်တွေခေါ်ပြီးတော့ကုရတယ်ညီမဆရာဝန်ကျတော့ तू မခေါ်ရဘူးလေဟာလားဟိုကသူ့မိုးရီထိုးတယ်လိုက်ဂိမ်းမှာအဲ့တော့အိန္ဒိယဆရာဝန်ခေါ်ပြတယ် तू ကြောမလုံတော့ဘူး तू တကယ်တမ်းကျမ်းမာရေးမကောင်းမြန်မာပြည်မှာဆရာဝန်တွေရှိတာပဲနော်နောက်ဆုံးအရက်သားမပြောနဲ့စစ်ဆေးဆရာဝန်တွေရှိတယ်ဒါကြောင့် तू စစ်သားအချင်းချင်းလဲ तू မယုံတော့ဘူးသူ့မှာအဲ့ယောဂဒီတော့ခါယောဂအပြင်နော်အတွင်းသတင်းတွေအရမလားစိတ်ယောဂပါဖြစ်နေပြီနော်စိတ်ယောဂဝါ brain ပြတ်တဲ့ယောဂပေါ့နော်ကောက်တိယောဂပေါ့နော်အာနာယူတဲ့ယောဂစနေပါပြီကဲ तू အဲ့လိုဖြစ်နေတော့ तू မိမကလည်း तू စိတ်နဲ့တမိုင်မဲ့တထွေနဲ့အခုသွေးတွေတိုးနေပြီနော်မစားဘူးလားစားမဝဘူးလားဝစ်မကင်ဘူးလားဒီကိုင်းကဲအခုပါပြီသွေးတိုးနေပြီ तू လဲကြိတ်ပြီးတော့စေးကုနေရတယ်နော်မြန်မာပြည်ရဲ့ဆရာဝန်မဟုတ်ဘူးနော်အိန္ဒိယပဲအိန္ဒိယနော်ကဲအခုစေးကုနေရပြီအကုသိုလ်က3ထက်သားနော်3ထက်သားတော့သေးသေးတယ်ဗျာ6ထက်သားတော့လိုက်လာနော်အစီ2ထက်အသား2ထက်အခေါက်2ထက်ကြာလို့ရှိရင်အစီ4ထက်အသား4ထက်ဟာလားအခေါက်4ထက်တွေလာတော့မယ်ဒီတော့အဲ့လိုမျိုးဟာလားတောကတွေများပြီးတော့ဟာလားစိတ်ယောဂတွေဖြစ်ခါးတွေခွဲစိတ်ရဟာလားမိမလှုပ်တဲ့လူကသွေးတွေတိုးပြီးတော့ဟာလားနော်စိတ်ယောဂတွေဖြည့်စည်းနေတဲ့အချိန်မှာ तू ကတန်တမာကြီးတက်လို့လေတန်တမလှုပ်လိုက်တော့ဘာဖြစ်လဲ9ရက်တောင်မပြေဘူးဗျာအခုအင်ဒိုကသူ့ကိုအမိတက်နေလိုက်ပြီအမိနေပြီးတော့ကဲနောက်ထပ်တမှုထက်ဆွဲလိုက်ပြီအဲ့ဒီတက်တွေတွေက share တွေတော့နောက်ဆိုရင်လာမှာပါဒါကြောင့်မလာသည်အစီတစ်ထက်အသားတစ်ထက်အခောက်တစ်ထက်ဆိုတော့3တက်သားအာကုသိုလ်တွေလာပါပြီဒါကျွန်တော်တို့အားစီပဲနော်သူပြုတ်ခဲ့တဲ့ကံလေးသူရှိပဲလာမှာပေါ့ဘလို့ရှိသွားမှာလဲခဲအခုဘာဖြစ်လဲတိုင်ပတ်တာမဟုတ်ဘူးနော်တိုင်လဲသွားပြီနော်အစီတစ်ထက်အသားတစ်ထက်တွေလာတော့ခဲဒီကြားထဲမှာလာပြန်ပြီနော်အေးကိုခွက်လန်အောင်ရှုံးနော်အေးကိုစစ်တဲ့ခွက်လန်အောင်ရှုံးလူလိုက်ရတဲ့လက်နဲ့နော်လက်နဲ့တွေမှာအပုံလိုက်ဗျာတလက်နဲ့တည်းမဟုတ်အပုံလိုက်တနေ့တည်းမဟုတ်နေ့စဉ်နဲ့အမျှနော်ဒီကြားထဲတေလိုက်တဲ့ချင်းကြားတွေကလည်းဟာလားစက္ကန့်နဲ့အမျှနိုင်အမျှမဟုတ်စက္ကန့်နဲ့အမျှကိုတေတာဒီအချိန်မှာပဲဟာလားသူ့ဟာသူဘွဲတွေပြန်ပေးခုနဟာလား brain ချောင်တဲ့ယောဂနော်သူ့ဟာသူဘွဲတွေပြန်ပေးအာနာတွေပြန်လွှဲကြားဘူးလားဗျာမအလားကိုပြန်ပြီးတော့ဟာလားအာနာတွေပြန်လွှဲတယောက်တည်းကိုရှုပ်ရက်ခန့်တယ်သူကမသိရင်ဟောလေနှစ်ကိုတစိမ့်လို့ဖြစ်တယ်နော်နှစ်ကိုတစိမ့်မို့သူကယာတူးများတယ်ငါးကိုတစိမ့်လို့ဖြစ်နေနော်ငါးကိုတစိမ့်နော်အဲ့လိုဖြစ်သွားပြီအဲ့တော့ဘာဖြစ်လဲသူကသူလွတ်တော်တွေခေါ်တယ်ဟာလားနော်အယူကွက်တွေလုံးတယ်အယူကွက်တွေသူကသူပြန်နင်းမိတယ်နော်အကွက်တွေပြက်တယ်ကြောင်ပြောက်တယ်ဆိုခက်လူငယ်တွေပြောတာသူ့ပြောတာနော်ကြောင်ပြောက်တယ်ကြောင်6ချားနဲ့ကဲအခုဘာလဲအရှက်မရှိသမရတစ်တက်ပွဲကိုတဲ့လိုက်ဖိတ်တာသူက UN တက်ဖိတ်တယ်ဟာဒုက္ခပဲဟာအိန္ဒိယတော့ဟိုတလိမ့်ဆန်ပါလေစောက်ကြီးဝင်ကြီးလွတ်တဲ့ကိစ္စ UN တက်ဖိတ်တယ်ဟာဒုက္ခဟုတ်တယ်ခုနသူစိတ်ဖောက်နေယောဂဆိုတာတော့အချိန်ကြီးဆိုးလာပြီနော်ဒါဆိုရင်တော့အိန္ဒိယဆရာဝန်တွေဆေးပြောင်းတိုက်လိုက်တော့မရတော့ဘူးဒါမှဆေးထိုးတက်လိုက်တော့နော်ဘာပြီ UN တက်ဖိတ်တာနော်နိုင်ငံတကာလည်းသူ့အဖက်မလုပ်ဘူးကဲဒီကြားထဲမှာဘာဖြစ်လဲကြက်ဖို့ကလည်းအခုထကလန်ပြီဟုတ်တယ်လေ तू ကမဲနိုင်တယ်ဗျာပြီးလည်းပြီးတော့ तू တမရမလို့အောင်တင်းပြီဗောနော်
ဒီစစ်တပ်ဘက်ကရက်တီပြီးတော့နော်ဒီဘောမှပြီးတော့လိုက်ပြောပေးနေကြမ်းဖို့တပါတီလုံးမှာဘူးလက်တယောက်ဝယ်ရှိတော့တယ်ကျန်တဲ့ကြမ်းဖို့တွေ तू မကြည့်ဘူးဘူးလက်လည်းခုနကတာကူနော်တာကူ तू ကမျိုးမျိုးအပြောင်းလဲနေ6လတခါဟာလေပြောင်းနေအိတ်ဒီပုံးလိန်ပုံးလိလိုပဲဒီလိုပဲသူတဲ့အပြောင်းလဲနေကဲဒီတော့ဒီလောက်ပြဿနာတွေများနေအချိန်မှာကဲကြမ်းဖို့ကကလန်းတက်တွင်းရဲ့ညံစိတ်တွေကပြက်ဗျူဟာတွေကမထွက်ကဲမအားလာသည်တေပြီးရင်တေနေတာတေပြီးရင်တေနေတာနော်တကယ်မတေခင်မှာကဲအခုကြိုပြီးတေနေတာနေ့တိုင်းတေတယ်စက္ကန့်နဲ့အမျှတေတယ်ချင်းညာတယောက်တေတိုင်းမအားလာတေတာနဲ့အတူတူပဲတနက်တက်လက်လှူလိုက်တိုင်းမအားလာတေတာနဲ့အတူတူပဲဒါပဲအစီတစ်ထက်အသားတစ်ထက်မဟုတ်တော့ဘူးနော်အစီ10တက်အသား10တက်အခောက်10တက်အဲ့လိုဖြစ်သွားပြီနော်တုတ်တော်တော့အဲ့လိုဖြစ်သွားပြီနော်တံမြာဒီကြားထဲမှာဘယ်သူမှမထောက်ခံဘူးနော်တကဘာလုံးအောင်မထောက်ခံတာဟာလားရုရှားနဲ့တရုတ်နဲ့ဖယ်လိုက်နော်ဘီလာရုစ်တို့ဖယ်လိုက်ဘယ်သူမှမထောက်ခံဘူးနော်ဘယ်သူမှမထောက်ခံရတဲ့ကြားထဲမှာကဲသူ့ကိုအရင်တော့ဟာလားဒီလိုလှုပ်တဲ့ဟာလားဘောမတွေတော့ကဲအခုသူ့ကိုရှုပ်ကြပြီအာနာယူကြီးငါတို့လိမ့်တယ်ကျန်မဲလိမ့်နဲ့မဲခိုးရဆိုပြီးတော့အာနာသိမ့်လိုက်ဟာပြီးတော့သူသမရဖြစ်ချင်လို့သိမ့်တာဖြစ်နေကဲဘောမတွေတော့သူ့ကိုရှုပ်ချပြီဒီတော့ဘာဖြစ်လဲမလားခင်ဗျအိမ်တွင်းမှာအပူလုံးကြွပြီးတော့ဟာလားလူလုံးတော့မလားတော့ဘူးမျက်နှာတွေဖောတွတ်တွတ်အစ်တစ်တွေဖြစ်ကုန်ပြီနော်ဒီလိုမလတ်မပဘွားကိုရောက်နေပြီသူဒီစက္ကန့်တိုင်းတေနေတဲ့မအားလားဖြစ်သွားပြီနော်ချင်းညာတွေတေတာလဲသူတေတာနဲ့အတူတူပဲစစ်တပ်ကြီးကြာရှုံးတာလေသူကြာရှုံးတာနဲ့အတူတူပဲဒါကြောင့်မအားလားသွားလေရနော်မိုးကြိုးမဟုတ်ဘူးအမှုတွဲတွေရောနော်မตาတွေရောရမမင်းတွေရောလိုက်လို့လာဖြစ်နေပြီဒီတော့ကျွန်တော်တို့တော်လန်ပြည်သူတွေအားစင်းအနေနဲ့ပြောကြပါကျွန်တော်တို့နိုင်မှုတေကြပါတယ်ပြန်စဉ်းစားကြည့်ပါနော်ပြန်စဉ်းစားကြည့်ပါမအားလားရဲ့အနေထားလက်ရှိအနေထားတော့ဒီလိုတွေဖြစ်နေတယ်ဒါကျွန်တော်တို့အားစေးပဲမအားလားကိုယ်တိုင်အာကုသို့တွေအတုံးလိုက်အတက်လိုက်အပြုံလိုက်ဝင်တယ်လို့သူ့ရဲ့စစ်တက်ကြည့်လိုက်အောင်သူ့လိုပဲ3တက်သားမဟုတ်ဘူး6တက်သားတွေပဲဝင်နေပြီနော်ဘာကြောင့်လဲကချင်ပြည်နယ်အခုဖားကန့်ဘက်မှာ KIA ကအခုစခန်းတွေထပ်ပြီးသိမ်းနေပြီဗျာမချခင်မှာချပြတော့မယ်အားစေးဒီလိုပဲနော်ရေနတ်မောက်တောင်တွင်းဘက်မှာလဲနော်ချင်းညာတွေဆိုရင်ကိုကိုလေးမသားတို့ဆက်လေးမသားတို့နော်ကုန်းကြီးမသားတို့နော်ကာကြီးမသားတို့ဖြစ်နေပါပြီနော်ခုံကြီးတွေဟိုဖြစ်တယ်လို့အဲ့လိုဖြစ်နေပြီဒါကတနေရာတည်းမဟုတ်ဘူးနေ့စဉ်တခြားဒေသနော်တိုင်းနယ်ပြည်နယ်အသီးသီးမှာလဲလမ်းဘေးတင်ဟာလားနော်ခွေးတွေဝက်တွေဂိန်ကိုညလဲအများကြီးပဲဒါသတင်းဖက်သိပါပါဒါပေမဲ့တခုတော့ရှိတယ်ဒီမြဝတီတို့မြမအတန်တို့မှာတော့စစ်တပ်နိုင်တယ်အေးစေပဲအားလားသမရကြီးပဲစစ်တပ်နိုင်တယ်တယောက်မှမသိသေးဘူးနော်ဒီတော့မြဝတီတို့မြမအတန်တို့ကြီးတဲ့လူတွေကြောက်လဲဟာငါတို့ဘဘက်ကြီးပေါ့ငါတို့တန်တမကြီးပေါ့ဒါမျိုးဖြစ်မယ်ဒါပေမဲ့အပြင်မှာတော့စစ်မြေပြင်မှာဘလို့ဖြစ်သွားပြီလဲချင်းကြားတွေကဖေဖေကြီးတွေလာပါတော့မမေကြီးတွေလာပါတော့အဲ့လိုဖြစ်သွားပြီနော်မအော်နဲ့တော့ဘဘကြီးလည်းမလာနိုင်ဘူးနော်ဘဘကြီးမှာအခုဒီခါပြဿနာနဲ့ဟာလားစိတ်ယောဂပြဿနာသွားပြီဒါပေမဲ့တခုလို့ရှိပါတယ်မလားယောဂကိုထိန်းတာနော်အိန္ဒိယဆရာဝန်တွေယောဂနည်းနည်းထိန်းပြီကျိုးစင်ယူပြီးရောက်သွားမကောင်းဘူးလေနော်မယူခင်ရောက်သွားမှအဆင်ပြေပါလေနော်အားလုံးသဘောတူရမလားသဘောတူရင်လက်ခုပ်တီးပါဒါပဲနော်ဒီတော့ဟာလားစစ်တပ်ရဲ့အနေထားနဲ့မားလိုက်အနေထားတော့ကြားတဲ့အတိုင်းမြင်တဲ့အတိုင်းပါပဲနော်ဒါကြောင့်စစ်တပ်ရဲ့အနေထားကိုတိသွားပြီတိသွားတဲ့အတွက်ကဲအခုခင်ဦးဘက်မှာစစ်သားတယောက်ကဘာလုပ်လိုက်လဲစားကမရဲ့အခြေအနေကိုတိသွားပြီဒါကြောင့်တက်ဆွဲထားတဲ့ဒီခင်ဦးမှာရှိတဲ့စာတင်ကျောင်းကနေနော်သူဘာလုပ်လိုက်လဲတနက်တက်လက်ကိုဆွဲပြီးတော့ကဲစစ်တပ်ကြီးကိုတက်တာဘိုင်းဘိုင်းထုတ်သွားပြီဗျအလင်းဝင်သွားပြီဟောအလင်းဝင်သွားပြီအဲ့လိုမျိုးတနက်တက်လက်နဲ့အလင်းဝင်သွားတော့ဘာဖြစ်လဲတော်လိုင်းဘက်ကလည်းကဲအခုဆိုစုကြီးတွေပဲပြန်ပေးပြီကဲကြံတဲ့ချင်းရတယ်မင်းတို့ကဒီလိုစုကြီးတွေမလို့ကျင်းလားစုကြီးတွေလိုချင်တော့အမြက်အလင်းဝင်လိုက်စစ်တပ်မှာဆက်နေရင်တော့မင်းတို့ဘာရမလဲနောင်နာပဲရမယ်နော်ပင်စင်တော်မကျင်းသေးဘူးတကယ်ပြောတာနောင်နာဆိုတာဘာတင်ဆိုတာရဲ့တခြင်းပဲကောင်းတာနော်ဟုတ်လားဆက်လို့အလင်းမဝင်ဟာလားပြည်သူရင်ဝင်မခိုးလို့မင်းတို့တိုးမဲဟောင်းကြီးတွေပဲဖြစ်သွားမယ်အဲ့ကြရင်မင်းတို့ဘက်ဘက်ကြီးကပြေးထွက်လာပြီးမင်းကိုကြိုနေမယ်မဟုတ်ဘူးတော့သူလဲသူ့အကြောင်းနဲ့သူလစ်ရမှာဒီတော့ဒီဟာတွေကိုကြားပြီးတော့မလာဒေါတွေကန်ဒေါကန်ပြီးမြဲဒါသူစားခဲ့တဲ့အလုပ်လေသူစားတဲ့ဒဏ်သူခံရမှာပေါ့ကဲအခုလဲကြည့်သူ့သားနဲ့သမီးဟာသူ့မိသားစုကိုဒီစီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်တာမဟုတ်ဘူးကဲအခုတယောက်တိုးလာပြီနော်ဒီ JFN အဖွဲ့ကတောင်းဆိုလိုက်တဲ့အတွက်နိုင်ငံတကာကလည်းကဲအခုမအလားချွေးမောက်ပါစီးပွားရေးနဲ့ဒဏ်ခတ်ပိတ်ဆို့တော့မယ်ကဲစတင်လှုပ်ဆောင်နေပါပြီနော်ကဲမြင်တဲ့အတိုင်းပဲမအလားအနေထားတော့တေပြီးတေပဲသူ့သားကိုစီးပွားရေးပိတ်လဲသူပိတ်တာပဲနော်သူ့သမီးကိုပိတ်တာလဲသူ့ကိုပိတ်တာပဲ
သူ့ချွေးမကိုပိတ်တာလေသူပိတ်တာပဲအဲ့တော့မားလာသည်ဖာလေပိတ်တာကြီးနော်ပိတ်တာကြီးဖိတ်စာနီးပြီလို့နော်ဒီတော့မားလာအနေနဲ့ဘာဖြစ်လဲကန်ဆိုးမိုးမောင်ကြပြီနော်စီးပွားရေးကတ်ဆိုင်နော်တိုင်းပြည်ဒီလောက်သူလုတ်ခဲ့တဲ့အကျိုးအာနိသင်ကြောင့်နော်ဒီလောက်စီးပွားရေးတွေကျဆင်းနေတော့ကဲသူ့မိသားစုကောင်းသားရေးအတွက်ဓာတ်စီကြတော့မရှာဘူးအီးဘူကားတွေတင်သွင်းမှာဟာကျက်ဒါသူ့သမီးကောင်းသားကိုလုံနေတာလေသူ့သားနဲ့သူ့သမီးကအီးဘူကားတွေလှုပ်တယ်ဟာလားအဲ့တော့ဘာလဲဒါအကြံကုန်တော့ဂလုံစားချက်ပြန်ပြီဂလုံစားမချက်နဲ့တော့နော်စားမချက်နဲ့အဲ့တော့စစ်တပ်ကိုမခဲ့တဲ့နော်ဘောမတွေပါတီအားလုံးနေရာရမလားဆိုပြီးတော့ဟာလားအရင်ဝင်ပြိုင်ကြတယ်ကဲအခုဘာဖြစ်လဲမားလာကဘာမီးလုံသားကောင်ချနေအကုန်ချနေမှာသူကောင်းသားရေးအတွက်ဟာလားအခုကျမှဟာလားမားလာတန်တမလုံးလိုက်မှာဟာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့တော့ဒီပါတီတွေအားလုံးလဲဒီလိုပဲသူနဲ့တန်ရပဲကဲအခုအစိုးရဖွဲ့တော့ဝင်ကြီးတွေဖွဲ့တယ်တဲ့အပြင်ကဘယ်နှဟောက်ပါစစ်တပ်ကပြုတ်တဲ့ကောင်တွေကြီးပဲเนาะအရက်ဝက်လဲတဲ့ကောင်တွေကြီးပဲအပြင်ကလာလောက်တယောက်မှမပါဘူးဟုတ်လားအခုမှကျန်တဲ့ပါတီတွေဟာဘာဖြစ်တယ်ညာဖြစ်တယ်သူတို့တွေကိုချနေနေပေါ့ဒုက္ခသူတို့ရွေးကောက်ပွဲလုံးမယ်ဆိုတဲ့ကဂျင်းအကြီးပေးလိုက်တာဟုတ်လားတချို့ကပြောရင်မယုံဘူးဗျကဲအခုဘာဖြစ်လဲကြုံမသိသွားပြီပြောမယုံကြုံမသိဆိုတာဟုတ်လားဖို့ပါတီနဲ့တခြားပါတီတွေအတွက်စကားပဲသွားပြီမတက်နိုင်တော့ဘူးနောင်လာနော်သွားပြီပြေးထွက်လိုက်ဘယ်သူမှမကြိုတော့ဘူးနော်ငိုဟဝမ်းသာလိုက်တာအစကဒုံမပြောလားဝါဟာဟာဆိုအဲ့ဒီချင်းဖြစ်သွားပြီနော်ကြမ်းဖို့နဲ့တခြားပါတီတွေဒီတော့စစ်ရေးအတွက်အားစေးပြန်ပြောမယ်ဆိုရင်လာပြီမောင်လောဘတန်တမာကြီးရဲ့ဒီကြောင်ချောက်ချဖြစ်နေချိန်မှာနော်အချိန်ကိုက်နိုင်ကိုက်ချင်းညာမနေ့ကကျွန်တော်16កောင်ထပ်တည်သွားပြန်ပြီဟာနော်16កောင်တည်တာလဲသူတည်တာပဲနော်စီးပွားရေးတွေပိတ်တာလဲသူပိတ်တာပဲအဲ့လိုမျိုးပဲဒါကြောင့်မလို့ရှေ့ကလူကြီးတွေပြောတာကန်စာတာဂျိုစီးရင်နော်ကိုယ့်ဟာကိုထခုံတယ်ဆိုတာအဲ့ဒါပဲဒီကြားထဲမှာဘာဖြစ်လဲရှေ့မှာ16កောင်တည်တယ်စလင်းကြီးမှာဟာလားစစ်ကြောင်းမိုင်းဆွဲခံလို့ကဲအခုကနဲ့ထပ်ဂိမ်းပြန်ပြီသွားပြီသူတို့ဂိမ်းတာလဲမားလာဂိမ်းတာပဲဟုတ်တယ်အတူတူပဲနော်အခုစလင်းကြီးပဲတေကုန်တာချင်းသားတွေနော်မိုင်းဆွဲခံလို့နိုင်ရွယ်ပဲရှိသေးတယ်ကဲစစ်တဲ့ကန်စာတာကတော့ထလာဘလို့ထလဲဆိုရေပြူမှာဒီစကားမရဲ့ကာကင်းစကန်နှစ်ခုကိုကဲအခု PDF ကဝင်သိမ်းလိုက်ပြီဟောဘာပြီဒီကာကင်းတွေအသိမ်းခံရတာလဲမားလာအသိမ်းခံရတာအတူတူပဲဟောရေပြူမှာဟာလားကာကင်းစကန်ကိုအသိမ်းခံရပြီးတော့ကဲချင်းချာ9កောင်ပါ PDF ကငရဲပြူထပ်ပို့ပေးလိုက်ပြီဘာပြီအဲ့တော့ပါလေစစ်တပ်သွားလေရယမမင်းလိုက်လို့လားဆိုတာဒါပဲစစ်တပ်နဲ့ယမမင်းဆိုကက်ကင်းအဲ့လိုဖြစ်နေပြီနော်အတိုင်နဲ့အဖောက်နော်အသေးနဲ့အကျော်ပေါ့စစ်တပ်တေဟိုကငရဲမင်းကြော်ပြီးမယ်ဒါပဲဒါလည်းအရင်က तू ဝစ်ကျွေးတွေပြန်ခံရတာဗျာနော်အရင်ကတပ်ပိုင်မြေဆိုပြီးတော့မြေတွေလိုက်သိမ်းတယ်နော်ဒီလိုပဲအခု PDF ကသူ့စကန်းတွေပြန်သိမ်းနေဆိုတာဒါဝစ်ကျွေးဆက်ရတာပဲနော်ဒါပဲအားသေးဆိုတာဒါတွေပဲဒီတော့ဒီအစီအစဉ်ကဒီအားသေးတွေနားထောင်ပြီးတော်လန်ပြည်သူများချက်ချင်းပါဝါတိုးသွားမယ်မျက်မှန်ပါဝါမဟုတ်ဘူးနော်စိတ်သက်ပါဝါတွေတိုးသွားမယ်ဒါကိုပြောတာကဲအခုလည်းကြည့်နော်အားသေးထက်လာကြပြီစစ်တပ်ကမြောက်ရီဒီဝေါ်လီဘက်မှာဟာလားဒီဗျူဟာကိုကြီးမကြဘူးလေချောင်းကနေပြီးတော့ခုကန်တယ်နော်ကြီးတက်ကအောက်မှာမြေမျိုးကုန်ပြီလေနော်ခုကန်တယ်ဒါပေမဲ့တေးကြတာတစ်ခုကတော့နော် KL ကဒီဗျူဟာကုန်းကြီးကိုတိမ့်ဖို့ကတော့များသွားပါပြီလေချောင်းနဲ့ဘလို့ပဲခုကန်ခံခုနော်တရားရဂိုင်တော့ကတော့ဝေါ်လီဗျူဟာကိုနော် KL ကတိမ့်မှုများသွားပြီဒီလိုပဲဒီဝေါ်လီမှာအကြောပြေခံနေရသလိုမျိုးဟာလားတစ်ဖက်မှာလဲ10ရက်နေ့ဒီတန်တမာကြီးကသူကျန်းကျယ်အောင်ပဲတေးကြတာတော့ကျန်းစုဖို့ကတော့ကျင်းတည်တယ်ဗျနော်ဒီသူတွေကတော့ဟာလားမေတ္တာပို့ရမယ်စားအစဲတွေယူပို့ပြီးတယ်ကျန်းစုပါစေဟာလားကျန်းကြုံဟောပါစေဒီလိုပဲမင်းစိုးမင်းညစ်လုံးမဲ့တကြံပွဲအခုဘာဖြစ်လဲလေထုနဲ့မွန်းနဲ့မီးရကောင်းကြီးပေးလိုက်ပြီနော်မွန်းနဲ့မီးရမနေ့ကကောင်းကြီးပေးလိုက်တဲ့အတွက်နေပြီးတော့မှစောက်ထားတဲ့တကြံမန်းနဲ့တွေပြိုကုန်ပြီဗျာဟောဘဟုမန်းတက်ပါပြိုသွားတယ်ဆိုတော့ဒါအတိုင်းတို့ရဲ့မကောင်းလေနော်ဒါကြောင့်မအားလာသွားလေရမိုးကြိုးလိုက်လို့ရွာလာပြီနော်အဲ့စကပုံရောက်တော့မှာပါနော်မင်းစိုးမင်းညစ်လုံးမဲ့တကြံအဲ့မဲ့လမ်းလျှောက်တကြံတို့ဟာလားဘာလို့ကြံညာလို့ကြံဘာမှမရှိတော့ဘူးမန်းနဲ့တွေကတခါတည်းအမိုက်ပုံလိုဖြစ်သွားတာဒီလိုနော်နေပြီးတော့မန်းနဲ့တွေတကြံမန်းနဲ့တွေပြိုသွားတဲ့အချိန်ပါပဲပခုတ်ကူဘက်မှာနော်ကင်းလဲနေတဲ့ချင်းသားတွေကို PDF ဘက်ကရေမီးအစုံနဲ့လေဒီခုံတာမဟုတ်တော့ရေမီးအစုံနဲ့စီးကြိုလိုက်တာ4កောင်တေပြီးတော့3လက်လူလဲရပြီဟုတ်ပခုတ်ကူနော်ပခုတ်ကူကမားလာရေးအမြနော်ရေစက်လေးချ3လက်လူလိုက်ပြီး4កောင်ဂိမ်းပြီဒီ4កောင်ဂိမ်းတာလဲသူဂိမ်းတာနဲ့အတူတူပါပဲနော်ဒါကြောင့်မှန်မှန်မခံပါဘူးနော်မှန်မှန်ခဏပဲနော်စစ်တပ်ကအခုဘာနဲ့တူလဲတရုတ်ဆက်လို့ပဲတခါသုံးပဲ
နှစ်ခါသုံးလိုက်သေးရောသူကအဲ့လိုမျိုးတရုတ်ဆက်လို့ပဲနော်ဒါကြောင့်သူတရုတ်အားကိုးတာ哦တန်တမလည်းဒီလိုပဲနော်သူလည်းတရုတ်ပစ္စည်းပဲတစ်ခါသုံးပဲဘောမတို့တစ်ခါသုံးလိုက်တယ်နှစ်ခါတည်းကျော်ဘောမတွေပိတ်ကန်လိုက်တယ်ဒါပဲကဲအခုတန်တမနော်စစ်ရှောင်တာမဟုတ်လွတ်တော်ရှောင်တာနော်တချို့ကဗာလဲနေပူရှောင်တာတို့ဗာလို့မဟုတ်သူကအဲ့လိုမဟုတ်လွတ်တော်ရှောင်တာနော်နိုင်ငံတော်ဟာပြည်သူအတွက်ဘာညာအကြီးပြောတဲ့လူကကဲလွတ်တော်ကိုယ်တိုင်မတက်ဘူးစာပဲပို့လိုက်တယ်ဟောလွတ်တော်မှာမေးမဟာသူမရှင်းညင်ဘူးလေမရှင်းညင်တော့ကဲတမယာသီးတန်တမာကြီးကတော့လွတ်တော်ကိုစပြီးရှောင်ပါပြီဗျာနေပူရှောင်တာမဟုတ်တော့လွတ်တော်ရှောင်တာပြောရင်ဟာတိုက်ပြည်အတွက်ဘာဖြစ်ညာဖြစ်တယ်အလကအယောင်ဆောင်အဲ့လိုပြောရင်လည်း तू မကြိုက်ဘူးနော်လွတ်တော်ကိုကျတော့မတက်ဖက်နဲ့စာပို့တယ်သူ့သားဟာလာဖုံပွဲလုပ်တဲ့ဒီဈေးဝယ်စင်တာကျတော့သွားတယ်နော်ဈေးဝယ်စင်တာဖုံပွဲကိုသွားတယ်ခဲအဓိကနဲ့တမန်ကြောင့်မကွက်တဲ့ဘူးဆိုတာအဲ့မှာကြည့်လိုက်တော့တိုင်းပြည်တွေအသုံးဝင်ဘူးအဲ့ဒါကိုဘာလို့ဟာလာဒီကြက်ဖုတ်ကခေါင်းသမရတင်လိုက်တာလေလူဘိုကြီးလွတ်တော်စကြောင်ဘူးဒါပေမဲ့တခုတော့ရှိတယ်အခုတော်လိုင်းရေးဘက်နဲ့နိုင်ငံတကာဒီတမယာသီးကိုအရင်ညှစ်တော်မှာနော်ပေါ်ညှစ်မှာနော်လက်တွေ့ညှစ်မှာအခုကင်းပြည်နယ်မှာစညှစ်နေပြီမြဝတီကော့ဂရိတ်လမ်းပိုင်းမှာကဲအဲ့လမ်းပိုင်းမှာရှိတဲ့စစ်တပ်စခန်းတို့ကဲအခုလာပြီကရင်တော်လိုင်းတက်တွေက rocket ဒုံးတွေတို့စပစ်နေပြီနော်အားရစရာကြီးတိုင်နေပြီနော်မြဝတီကော့ဂရိတ်လမ်းပိုင်းမှာဒါစားကောင်းရတယ်နော်ကဲရှောင်းတော့နော်လွတ်တော်ကြီးရှောင်းတို့မင်းတို့လည်းအဲ့မှာတိုက်ပွဲရှောင်းမှာရတော့ဒီလောက်စားကားမှာအတုံးယုံနဲ့အလဲအကွဲဖြစ်နေတဲ့အချိန်ပါဗျာနော်မယုံနိုင်ကြကြီးကိုထလိမ့်တယ်ဘလို့လိမ့်လဲဆိုတော့နော်ရခိုင်ဘက်မှာတဲ့နော်အေးအေးနဲ့တိုက်ပွဲဆင်နွှဲပြီးတော့အောင်ပွဲရပြန်လာတဲ့စစ်သားတွေကိုကြိုတယ်ဟာပြဿနာအေးအေးနဲ့သွားတိုက်တဲ့ချင်းသားတွေဟာရှင်ပြီးတော့ပြန်လာတာကြားဘူးလားနော်အရှင်ပြန်လာတာကြားဘူးလားရုပ်တိမရှိတာကြီးကိုထွက်လိမ့်တာဒုက္ခပဲစိုက်ဝါအစ်စ်လေးပါရှိရင်လောက်ပါဟုတ်စိုက်ဝါအဟောင်းတွေမလုံနဲ့တော့ဒါကြောင့်လီကွမ်းယူကပြောတယ်ဘာပြောလဲခက်ညံ့ညံ့တယောက်ထိတ်တန်းကိုရောက်လာရင်အဲ့ဒီတိုင်းပြည်ဟာအမှောင်ကျပြီသားမှန်တယ်ဒါမဲ့လီကွမ်းယူကြီးကျွန်တော်တို့ကတော့တိုင်းပြည်အမှောင်ကျမခံပါဘူးစစ်တပ်ကိုအပြောင်ချပါမယ်လို့ဒီကနေပြောကြရင်လည်းနောက်လာမဲ့ဒေါ်လာအားသေးစီတွေမှာကျွန်တော်တို့ပြန်ဆုံကြမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဟော transit မှာပေါက်ပြက်လဲပြန်တော်လန်ပြည်သူများအားလုံးအတွက်တော်လန်အားသေးအစီအစဉ်နိုင်ငံရေးကြောင့်စိတ်ညစ်နေလားတော်လန်အားသေးအစီအစဉ်ရှိတယ်စီးရေးကြောင့်စိတ်ညစ်နေလားတော်လန်အားသေးအစီအစဉ်ရှိတယ်ဒီအချိန်မှာကျွန်တော်တို့တွေနောက်ဆုတ်လို့မရဘူးပြော့ညံ့လို့မရဘူးအားယုံနေလို့မရဘူးဒါကြောင့်တော်လန်အားသေးအစီအစဉ်ကိုရှေ့ရှုခံစားရင်အားတွေယူရရင်အာနာရှင်ကိုကျွန်တော်တို့ဆက်လက်တော်လန်သွားကြမယ်